mini 公司咧，新လာ門嚟မှာ customer လေးများအားလုံးမင်္ဂလာပါရှင်။မဒီကဲမြန်မာဆိုလို့ရှိရင်တော့အမျိုးမျိုးအနေနဲ့မှာဆိုင်ခွဲပေါင်းများစွာကိုဖွင့်လှစ်လာခဲ့တာအခုဆိုလို့ရှိရင်တော့ဆိုင်ခွဲပေါင်း80ကျော်ကိုဖွင့်လှစ်လာနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။အခုဒီတစ်ခေါက်မှာဆိုလို့ရှိရင်တော့新လာ門嚟မှာ customer လေးတို့အတွက်အမှတ်46 mini 公司လန် Neo X နဲ့ချင်းဆိုင်ရှိစမ်းချောင်းမြောက်ရက်ကွက်စမ်းချောင်းမြို့နယ်မှာဆိုင်ခွဲအသစ်ကလေးကိုထပ်မံဖွင့်လှစ်လိုက်ပြီပဲဖြစ်ပါတယ်နော်။ကဲစာနဲ့ပုံမဲ့ကြီးမှာဘယ်လို promotion တွေပါမလဲဆိုတာကိုဒီလိုလိုက်ကြည့်လိုက်ကြရအောင်နော်။ဒီဘက်မှာဆိုလို့ရှိရင်တော့အလှပဆိုင်ရာ skin care ပစ္စည်းလေးတွေနဲ့ cosmetic ပစ္စည်းလေးတွေကိုတနေရာထဲမှာအစုံလင်ဝယ်ရရှိနိုင်မှာပဲဖြစ်ပါတယ်ရှင်။ဒါကတော့ shower gel လေးတွေခေါင်းလျှော်ရည်လေးတွေနဲ့တခြားရွေးချယ်စရာပစ္စည်းများစွာကိုတနေရာထဲမှာဝယ်ရရှိနိုင်အောင်လို့ material ကနေပြီးတော့တင်သွင်းပေးထားတာဖြစ်ပါတယ်ရှင်။ဒါအပြင် medical မှာပဲရရှိနိုင်တဲ့အရေးသေးပြည့်မီပြီးတော့စိတ်ချစာဝယ်အပေးနိုင်မဲ့တကွေးပစ္စည်းအစုံလင်လေးတွေနဲ့ skin care ပစ္စည်းလေးများလည်းရှိပါသေးရဲ့နော်။ FDA အသိအမှတ်ပြုရတဲ့ဆေးဝါးများနဲ့မရှိမဖြစ်လိုအပ်တဲ့ကျန်းမာရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများကို medical ဆိုင်ခွဲတိုင်းမှာအမြဲဝန်ဆောင်မှုပေးလျက်ရှိတဲ့ pharmacist တို့နဲ့အတူတိုင်ပင်ဆွေးနွေးပြီးတော့ယုံကြည်စိတ်ချစွာဝယ်ယူအားပေးနိုင်ပါတယ်ရှင်။